အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေတူရီဝါဒနာပါတော့မိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေဆင်းရဲခြင်းအပေါင်းကနေကင်းဝေးကြပါစေကြောင်းဥစွာဆုမကောင်းတောင်းပေးအပ်ပါတယ်ဗျအခုဗီဒီယိုထဲမှာတော့19ရက်5လ2026အင်္ဂါနေ့မနက်ပိုင်းအတွက်နောက်ပိတ်နဲ့ break လေးနဲ့တွဲပြီးမှတဲ့နှစ်ကွက်ကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများတော့ကျွန်တော်မျှဝေပေးတဲ့ပုံစံအနေထားလေးကိုလေ့လာသုံးသပ်ပြီးတော့မိမိမှာရှိတဲ့အကြိုက်စိတ်ကူးများနဲ့ပေါင်းစပ်ပြီးတော့အသုံးပြုနိုင်ပါတယ်ဗျဒီတစ်ပတ်ရဲ့တနင်္လာနေ့မှာတော့ကျွန်တော်ဘောနော်နေတိုင်းနေတော့မနက်ကောညနေရောလွယ်ပါတယ်ဘောနော်ဒါပေမဲ့ကျွန်တော်မွေးတစ်ကွက်ကောင်းလေးတင်ပေးခဲ့တယ်ဗျမွေးတစ်ကွက်ကောင်းလေးက1-4အားဖြစ်ပါတယ်ကျွန်တော်အဖွင့်နေ့မနေ့ပိုင်းမှာပဲစောစည်းစွာအောင်မြင်သွားခဲ့ပါတယ်ဗျနေ့တိုက်ကတော့အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့အင်္ဂါနေ့အတွက်လည်းကျွန်တော်အကောင်းဆုံးတော့ကျွန်တော်မြင်တာလေးတွေကိုချပြပေးတော့မှာဖြစ်ပါတယ်ဗျအဲ့တော့ကကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်နောက်ပိတ်ကိုစကြည့်မယ်ဗျနောက်ပိတ်ကိုကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်ဘယ်နားလေးကစမလဲဆိုတော့ကကျွန်တော်အဝါရောင်လေးနဲ့စလိုက်မယ်ပေါ့ဗျာနော်ဘယ်နားလေးကလဲဆိုကျွန်တော်ဒီမှာပါတုံညနဲ့6နဲ့ချိန်မယ်ဗျတုံညနဲ့6နဲ့ချိန်ပြီးဒီညနေပိုင်းနောက်ပိတ်ဖြစ်တဲ့6နဲ့ပါထပ်ချိန်မယ်ဗျအဲ့တော့တုံည9ပေါ့နော်အဲ့ဒီတုံးလုံးကိုကျွန်တော်ချိန်ပြီးတော့ပေါင်းလိုက်တဲ့အခါမှာ8ရတယ်ခင်ဗျ8ရတဲ့ချိန်မှာကျွန်တော်တို့ကနောက်ပိတ်လေးကိုရဖို့အတွက်9နဲ့5နဲ့ချိန်မယ်9နဲ့5နဲ့ချိန်ပြီးတော့6နဲ့ပါထပ်ချိန်မယ်ဗျအဲ့တော့9 5 6ဒီတုံးလုံးကိုချိန်ပြီးတော့ပေါင်းလိုက်တဲ့အခါမှာလည်းကျွန်တော်တို့8ရမယ်8တူညီပြီးတော့ကျွန်တော်9နောက်ပိတ်ဖြစ်ပါတယ်ဗျတော့9နောက်ပိတ်လေးရတော့ပြီပေါ့နော်ဒုတိယပိတ်တော့ကျွန်တော်နောက်ပိတ်လေးကိုဆက်ကြည့်မယ်ဒုတိယပိတ်တော့ကျွန်တော်4နဲ့6နဲ့ချိန်မယ်ဗျ4နဲ့6နဲ့ချိန်ပြီးတော့ဒီက1နဲ့ပါထပ်ချိန်မယ်အဲ့တော့အစိမ်းရောင်ထဲမှာ4 6 1ပေါ့နော်အဲ့ဒီတုံးလုံးကိုချိန်ပြီးပေါင်းလိုက်ရင်တော့ကျွန်တော်1ပြင်ရတယ်ဗျ1ရတာပေါ့နော်4 6 1ပေါ့တုံးလုံးပေါင်းခြင်းက1ရတယ်ဗျအဲ့တော့နောက်ပိတ်လေးကိုရဖို့အတွက်ကျွန်တော်တို့က1နဲ့8နဲ့ကိုချိန်ပြီးတော့ပေါင်းမယ်ပြီးရင်ဒီက2နဲ့ပါထပ်ချိန်မယ်ဗျ1 8နဲ့အဲ့ဒီတုံးလုံးပေါင်းခြင်းကလည်းကျွန်တော်1ဆိုပြီးမှအစိမ်းရောင်နှစ်ခုကလည်းတူညီပြီးတော့8နောက်ပိတ်ဖြစ်ပါတယ်အဝါရောင်ပင်မှာတော့8 8တူညီပြီးတော့9နောက်ပိတ်ဖြစ်တယ်ဗျအစိမ်းရောင်ပင်မှာတော့1 1တူညီပြီးမှကျွန်တော်တို့8နောက်ပိတ်ဖြစ်တယ်ဗျအဲ့တော့တတိယပင်တော့เนาะကျွန်တော်တို့အင်္ဂါနေ့အတွက်နောက်ပိတ်လေးကိုရဖို့အတွက်4နဲ့5နဲ့ချိန်ပြီးတော့ပေါင်းပါမယ်ပြီးရင်ဒီက3နဲ့ပါချိန်ပြီးပေါင်းမယ်ဗျအဲ့တော့အပြာရောင်ထဲမှာ4ရယ်5ရယ်3ရယ်ပေါ့နော်3လုံးရှိတယ်4 5 3 3လုံးပေါင်းချိန်ပြီးတော့ပေါင်းလိုက်ရင်2ရမယ်ဗျ2ရပြီဆိုတော့ကကျွန်တော်တို့က1နဲ့ဒီမနေ့ပြန်ပေါ့နော်အင်္ဂါနေ့နောက်ပိတ်နဲ့ချိန်မယ်ပြီးရင်ဒီက4နဲ့ပါချိန်မယ်ဗျအဲ့တော့1ရယ်4ရယ်ပေါ့နော်အင်္ဂါနေ့နောက်ပိတ်ရယ်ပေါင်းရင်ကျွန်တော်တို့တူညီဖို့ဆိုရင်ပေါ့နော်2ဖြစ်ဖို့ဆိုရင်ကျွန်တော်1 4ရှိပြီဆိုတော့ကျွန်တော်တို့ခွင့်လို့နေတာဖြစ်ပါတယ်ခွန်းနောက်ပိတ်လေးဖြည့်လိုက်မှာပဲ1ခွန်4တုံးလုံးပေါင်းခြင်းက2ဆိုပြီးမှကျွန်တော်အပြာရောင်နှစ်ခုကတူညီသွားမှာဖြစ်ပါတယ်ဗျအဲ့တော့က2နောက်ပိတ်လေးရပြီပေါ့ဗျာနော်2နောက်ပိတ်လေးရပြီ2နဲ့တွဲမဲ့ break လေးကိုကျွန်တော်ဆက်ပြမယ်ဗျအဲ့တော့2နဲ့တွဲမဲ့ break လေးကိုမသွားခင်မှာတော့ကျွန်တော်စီမှာပေါ့နော်ကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်မိတ်ဆွေမှာကြိုက်ကျွန်တော်မိတ်ဆွေအကြိုက်ကဏ္ဍတွေပဲဖြစ်ဖြစ်ပေါ့နော်တရားကြက်မှစ၍ကျွန်တော်ဒီမှာစိတ်ကြိုက်လာထိုးလို့ရပါတယ်ဗျနော်ကျွန်တော်တို့ WKB နဲ့အလုပ်လုပ်ပါတယ်ဗျနော် WKB နဲ့လုပ်ပါတယ်တရားရာခိုင်နှုန်းယုံကြည်စိတ်ချတရားရာခိုင်နှုန်းယုံကြည်စိတ်ချစွာဖြင့်လာရောက်ထိုးလို့ရပါတယ်ဗျနော်အဲ့တော့ကျွန်တော်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဖော်ပြထားတဲ့နံပါတ်4ကနေဆက်တွယ်ပြီးတော့လာရောက်အားပေးနိုင်ပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေထိုးနေကြနေရာကနေပဲခွဲပြီးတော့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကိုပေါ့နော်အားပေးခြင်းလို့ပဲဖြစ်ဖြစ်ဒီနံပါတ်4ကနေဆက်တွယ်ပြီးတော့လာရောက်ထိုးလို့ရပါတယ်တရားကြက်မှစ၍စိတ်ကြိုက်ဖြစ်ပါတယ်ဗျအဲ့တော့ကကျွန်တော်အပိုင်းလေးပြီးပြီဆိုတော့ကျွန်တော် break line လေးကိုဆက်သွားရအောင်ဗျbreak line လေးကတော့ကျွန်တော်တို့ညနေပိုင်းထွက်ကနန်းတွေညနေပိုင်းထွက်တဲ့ break တွေကိုယူမှာဖြစ်ပါတယ်ဗျအဲ့တော့က break line ကျွန်တော်ပထမဆုံးပေါ့နော်ကျွန်တော်ညနေပိုင်းထွက်ကနန်းဖြစ်တဲ့ဒီမှာပါ69ဗျနော်69ညနေပိုင်းထွက်ကနန်းဒီ9 break ဖြစ်ပါတယ်
5 break ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာပါဗျ5 break နဲ့ကျွန်တော်ဘယ်လိုတွဲသွားလဲဆိုတော့ကျွန်တော်9ရဲ့ power တုံည break ပေါ့နော်9ဆိုပြီးမှတွဲသွားတယ်ဗျအဲ့တော့ break လေးနဲ့တွဲပြီးဒုတိယပင်အတွက် break ကိုကြည့်အောင်ဗျဒုတိယပင်အတွက် break ကိုကျွန်တော်အစိမ်းအောင်နဲ့ပြမယ်ကျွန်တော်ညနေပိုင်းထွက်ကနန်းဖြစ်တဲ့1 1ဖြစ်ပါတယ်1 1ဆိုတော့က3 break ဖြစ်တယ်ဗျနော်1 1ဒီ3 break ဖြစ်ပါတယ်3 break ဖြစ်တဲ့အချိန်မှာနောက်တစ်ရက်မနေ့မှာကျွန်တော်ဘယ်လိုဆင်းသွားလဲဆိုတော့ဒီမှာပါ3ရက် power ပေါ့နော်3ရက် power 10 break ဆင်းတယ်3ရက် power 10 break ဆင်းသွားရဗျကျွန်တော်10နောက်ပိတ်နဲ့10 break နဲ့တွဲပြီးမှ3ည10ဒီလိုဆင်းတာဖြစ်ပါတယ်အဲ့တော့တတိယပင်အတွက်ကျွန်တော် break line လေးကိုကြည့်အောင်အင်္ဂါနေ့အတွက် break line လေးကဒီတနင်္လာနေ့ညနေထွက်ကနန်းကျွန်တော်4-3ခွန် break ကိုယူမှာဖြစ်ပါတယ်4-3ဒီခွန် break ဖြစ်ပါတယ်ခွန် break ဖြစ်တဲ့ဆိုတော့ကျွန်တော်3ပင်မြောက်ဆက်လာခဲ့ရင်ကျွန်တော်မနေ့ပိုင်းမှာခွန်ရက်ပါဝါဒီနားလေးကအပြာရောင်မြားလေးက2 break ပေါ့နော်အဲ့တော့ခွန်ရက်ပါဝါအပြာရောင်မြားလေးက2 break ကျွန်တော်အစောကရတာကနောက်ပိတ်ကခွန်ပေါ့နော်အဲ့တော့ခွန်နောက်ပိတ်နဲ့2 break နဲ့တွဲတော့ကျွန်တော်ဒဲတစ်ခွက်ရသွားပြီနော်ဒဲတစ်ခွက်ရပြီနောက်ထပ်ဒဲတစ်ခွက်ကဘယ်လိုလေးယူမလဲဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုပဲယူမှာဖြစ်ပါတယ်ညနေပိုင်းထွက်ကနန်းပေါ့နော်ဒီမှာ6-9ပေါ့နော်ကျွန်တော်တို့6-9 5 break ဖြစ်တဲ့အချိန်မှာပေါ့နော်6-9 5 break ဖြစ်တဲ့အချိန်မှာကျွန်တော်ဒီနားမှာပေါ့နော်ကျွန်တော်အဝိုင်းလေးနဲ့တုံးလိုက်မယ်ဒီမှာကျွန်တော်9လုံးပိုင်နဲ့ပေါ့နော်9လုံးပိုင်နဲ့တွဲပြီးတော့ကျွန်တော်9ရဲ့ power 3ည break ဒီလိုလေးလည်းတွဲသွားရဗျဒုတိယပင်အတွက်ကျွန်တော်ဆက်ပြမယ်ဒုတိယပင်ဒီမှာဗျနော်2 1 3 break 3 break ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုဆင်းသွားလဲဆိုတော့3ရဲ့ power 8နဲ့တွဲသွားဗျဒီမှာဗျနော်3ရဲ့ power 8ဒီမှာဆင်းပါတယ်ပြီးတော့3ရဲ့ power 8 break 3ည8ဆိုပြီးမှဆင်းနေပေါ့နော်အဲ့တော့ကကျွန်တော်တို့ကကြာတာပရိနိအတွက်ပေါ့ဒီမှာ4-3ဆိုတော့ကကျွန်တော်တို့ကခွန်နှလုံးပေါင်းခြင်းကခွန်အဝါရောင်ပင်မှာတော့ကျွန်တော်တို့9တဲ့ပေးတယ်ပြီးရင်3ပေါ့နော်3ရဲ့ power 8အဲ့တော့တဲ့ power ပေးထားရဗျတဲ့ power ပေးထားရဆိုတော့ကျွန်တော်တို့ခွန်ဆိုတော့ကျွန်တော်တို့တဲ့ power ယူမယ်ဆိုရင်တော့ခွန်ဒုံမ2ခွန်ဒုံမ2ကိုယူမယ် break ကတော့အစောကယူထားတယ်ကျွန်တော်တို့2 break လေးကိုပဲယူမယ်ပေါ့နော်အဲ့တော့ခွန်ဒီပေါ့နော်ကျွန်တော်နောက်ပိတ်အနေနဲ့လည်းရတယ်ပြီးတော့ကျွန်တော်ပြောတယ်ဒီညနေပိုင်းထောက်ကနန်းကို1 chain ယူခြင်းဖြစ်လဲခွန်ပါတယ်ပေါ့နော်ခွန်ဒုံမ2ပေါ့ဗျာအဲ့တော့ကျွန်တော်ကခွန်ကပါပြီးရဖြစ်တဲ့အတွက်2ကိုပဲယူလိုက်မယ်ဗျာနော်အဲ့တော့ကျွန်တော်ကခွန်နဲ့2ကိုပေါ့နော်ကျွန်တော်တို့ကဘာ break နဲ့တွဲမလဲဆို2 break နဲ့တွဲမှာဗျအဲ့တော့ကကျွန်တော်တို့ပထမကျွန်တော်ပြပေးတဲ့ပုံစံအရာကကျွန်တော်တို့ကခွန်နောက်ပိတ်နော်ခွန်ပိတ်ပေါ့နော်ကျွန်တော်2 break ပေါ့ခွန်ပိတ်2 break ခွန်ပိတ်2 break ဆိုတော့ကပထမပုံစံရဆိုတော့9ခွန်ပြနော်ဒုတိယကျွန်တော်ပြပေးတဲ့ပုံစံလေးကကျွန်တော်တို့2ခွန် chain ပေါ့နော်2ခွန်1 chain ဖြစ်ပါတယ်ခွန်တော့မဟုတ်ကျွန်တော်2 1 chain ပေါ့နော်ခွန်တော့မဟုတ်2 1 chain ကိုလည်းကျွန်တော်က2 break နဲ့တွဲမှာပေါ့နော်အဲ့တော့9ခွန်ဒီအပေါ်မှာပါပြီးရဖြစ်တဲ့အတွက်ကျွန်တော်မထည့်တော့ဘူးမထည့်တော့ဘဲနဲ့ကျွန်တော်တို့နှစ်တုံညကိုတော့အားလိုက်မယ်ဗျနော်နှစ်တုံညကိုတော့အားလိုက်ပါမယ်အဲ့တော့နှစ်တုံညမှာအားခြင်းကျွန်တော်သူကအပေါ်ကပြင်မှာလဲဒဲ့ပေးထားဆိုတော့တုံညနှစ်ဒဲ့ဆိုပြီးမှချလို့ရပါတယ်ကျွန်တော်မိတ်ဆွေကစိတ်မချရင်တော့ဖြစ်နိုင်တော့ဗောနော်ဒီမှာဒီဒုတိကနန်းနေထွက်စင်ရတော့ကျွန်တော်ဒဲ့ဘယ်လောက်ပဲရကျွန်တော်အားတက်ပါတယ်ဗောနော်အဲ့တော့ဒဲနှစ်ကွက်ပေါ့နော်ကျွန်တော်ကတော့9ခွန်တုံညာနှစ်ဖြစ်ပါတယ်ဒါကတော့အဓိကတင်ထိုးရမယ့်အကွက်လေးတွေပေါ့နော်ရန်ကွက်အနေနဲ့ထည့်ခြင်းနေဆိုတော့ကျွန်တော်တို့ break ကို power ယူထားတဲ့အတွက် day break လည်းယူလိုက်မယ်ဗျာနော် day break ယူရဆိုတော့ကျွန်တော်ခွန်နောက်ပိတ်နေဆိုရင်တုံညာခွန်ရှိမယ်နှစ်နောက်ပိတ်နေဆိုရင်တော့9နှစ်ရှိမယ်ဗျာနော်နောက်တစ်ခုကကျွန်တော်ခွန်ရဲ့ power 2 break လည်းမလာဘူးခွန် break လည်းမလာဘဲနဲ့ခွန်ရဲ့နှစ်ခတ်တုံညာ break ဆင်းခဲ့ရင်ပေါ့နော်တုံညာ break ဆင်းခဲ့ရင်ဆိုတော့ခွန်နောက်ပိတ်နေဆိုတော့3ခွန်နှစ်နောက်ပိတ်နေက8နှစ်ပေါ့နော်ဒါလေးကိုတော့ကျွန်တော်တို့ရန်ကွက်အနေနဲ့ထည့်တက်မှာဗျအဲ့တော့ကကျွန်တော်ဒီထဲမှာပြသွားပေးတာကကျွန်တော်တင်ထိုးရမယ်တဲနှစ်ကွက်က9ခွန်တုံညာနှစ်ဖြစ်ပါတယ်ရန်ထိုးရမယ်တဲ4ကွက်ကတုံညာခွန်9နှစ်3ခွန်8နှစ်ဖြစ်ပါတယ်ဗျအဲ့တော့ကပေါ့နော်
ဒါလေးကကျွန်တော်အမြင်ကျွန်တော်အယူဆလေးတွေကိုမျှဝေပေးခြင်းတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲကျွန်တော်ပြပေးတဲ့ပုံစံလေးတွေကိုကျွန်တော်မိတ်ဆွေကလေ့လာမယ်ပြီးတော့ကျွန်တော်မိတ်ဆွေမှာလည်းကိုယ်ပိုင်စိတ်ကူးအကြိုက်လေးတွေရှိမယ်ဒါလေးတွေနဲ့ပေါင်းဆက်ပြီးတော့အင်္ဂါနေ့မနက်အတွက်ကန်ဆယ်မှာအသုံးပြုပါလို့ပြောပြရစီဗျအဲ့တော့ဗောနော်ကျွန်တော်စီမှာဗောနော် Viber ကဖြစ်ဖြစ်ဗောနော် Telegram ကနေဖြစ်ဖြစ်ကျွန်တော်ဒီမှာကဏ္ဍလေးတွေလာရောက်ကန်ဆန်းကြတဲ့အတွက်လည်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ YouTube ကကျွန်တော်မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ပြပေးတဲ့ site လေးတွေကိုဝင်ရောက်လေ့လာပြီးတော့ကြည့်ရှုပေးတော့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာရက်လိုက်ပါမယ်ဗျ